ဒီနေ့ပြောပြပေးမယ့်စကားကတော့မြို့ပြကြီးရဲ့ရှုပ်ထွေးတဲ့လောကဒဏ်ထဲမှာကံကြမ္မာနဲ့ထူးခြားတဲ့စွမ်းအားတွေပေါင်းစပ်ပြီးဘဝကိုဘလို့ရင်ဆိုင်ဖြတ်ကျော်ကြမလဲဆိုတာကိုစိတ်ဝင်စားတင်ဆက်ထားတဲ့စကားကောင်းတကားမဲ့ဖြစ်ပါတယ်။ကွမ်ဟောက်ကနေဟောင်ကောင်ကိုအစိမ့်သက်ရောက်လာတဲ့စင်တယန်ပိုက်ဆံမာပြီးဗန်းဆက်ထဲကအေးရဖို့လုံးပန်းနေတော့လုံချုံရင်းနဲ့စကားပြောရင်သူ့ဦးလေးဟောက်ကြိုက်လားကြိုရင်ပြန်ဆက်ပါမယ်လို့ပြောလိုက်ရမှာအော်စရာကောင်းစွာအေးရသွားခဲ့ပါတယ်။ဒီဘက်မှာတော့လောင်းကစားဝိုင်းနဲ့ရှုံနေကြဦးလေးဟောက်ကြိုက်ကသူ့ရောက်နေတာကိုတရိရပဲမဲ့ထွပြေးဖို့စ조사နေတာပါပဲ။ဆမ်ကတော့သူ့ဦးလေးကိုရှာညင်းအိမ်ခန်းရှိရောက်လာပါတယ်။လိပ်စာကပြည့်နေတာကြောင့်နံပါတ်လက်လားခွန်လားမသေးချပဲဦးလေးလို့အော်ခေါ်လိုက်တဲ့အခါမထင်မှတ်ပဲအိမ်ခန်းထဲကလူတွေကပစ္စည်းတွေနဲ့လှမ်းပစ်ကြပါတော့တယ်။ဒီလိုနဲ့လမ်းဘေးမှာစောင့်နေရင်သတင်းစာမှာပါတဲ့လူသက်သမားဦးလေးဆိုတဲ့သတင်းကိုဖတ်မိပြီးကိုဦးလေးပါပဲလို့အထင်မှားကရဲလက်ထဲအမိသွားပါတော့တယ်။ရဲတွေဖမ်းဆီးတော့မှဆမ်ကဦးလေးလို့ထပ်ခေါ်လိုက်တဲ့အခါဟောက်ကြိုက်တဲ့အောင်ထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီးရဲတွေကိုပြန်ပြီးတိုက်ခိုက်ပါတော့တယ်။ဒီဦးလေးဆိုတဲ့စကားလုံးကြားတာနဲ့ယူတပိုင်းဖြစ်သွားတဲ့ဒီအခြေအနေကသူတို့မိသားစုလိုက်ဖြစ်တတ်တဲ့ယူသွက်မှုဆိုတာကိုလည်းသိလိုက်ရပါတယ်။နောက်ပိုင်းမှာတော့ဆမ်မှာပစ္စည်းတွေဖောက်မြင်နိုင်ပြီးအနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တဲ့ထူးခြားတဲ့စွမ်းအားတွေရှိနေတာကိုဟောက်ကြိုက်တဲ့အောင်သိသွားခဲ့ပါတယ်။ဒီအစွမ်းတွေကိုအသုံးချပြီးလောင်းကစားလူကချမ်းသာကြွယ်ဝဲသောဟောက်ကြိုက်ကစီစဉ်ပါတော့တယ်။ဆမ်ကလောင်းကစားအကြောင်းလုံးဝမသိပေမဲ့ဟောက်ကြိုက်ရဲ့တင် जा ပေးမှုအောက်မှာအောင်မြင်မှုတွေရယူခဲ့ပါတယ်။ပထမဆုံးအောင်ပွဲ10ပွဲဆက်တိုက်အနိုင်ရခဲ့ပြီးလူအုပ်ကိုလက်စားဖို့ဟောက်ကြိုက်ကသူ့အလောင်းအစားကိုနောက်ဆုံးမှပြောင်းလဲလိုက်တဲ့အတွက်သူ့တူတဲ့အနိုင်ရပြီးကျန်သူတွေကရှုံးနေကအရိုက်ခံလိုက်ရပါတော့တယ်။လမ်းမှာရန်ပွဲကြုံတဲ့အခါဆင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကအမခမ်းပေါ်ထွက်လာပါတယ်။နောက်တော့မာဖီးယားတွေလိုက်နေတဲ့ယုံဆိုတဲ့လှပတဲ့အမျိုးသမီးနဲ့ဆုံတွေ့ခဲ့ပါတယ်။လမ်းမှာတက်စီကုန်ပြီးပိတ်မိနေတော့ယုံရဲ့လုတ်ဖော်ကိုင်းဖက်ဘစ်ရောက်လာပြီးလူဆိုးကိုင်းကိုအတူတူရှင်းလင်းခဲ့ပါတယ်။ယုံကဆမ်ကိုပူဝတ်ထဲပေးခဲ့ပြီးဆမ်တယောက်ယုံကိုမြင်မြင်ချင်းကျွေသွားခဲ့ရပါတယ်။ဒီဘက်မှာတော့လောင်းကစားလောကရဲ့ဘရင်ဟန်တယောက်ကလည်းဘယ်တော့မှမရှုံးတဲ့ဆမ်ဆိုတဲ့ကောင်လေးအကြောင်းကိုစိတ်ဝင်စားရှိနေခဲ့ပါတယ်။ချီလေးရဲ့ခွဲစိတ်မှုအတွက်ပိုက်ဆံလိုနေတာကြောင့်ဆမ်ရဲ့အစွမ်းကိုအသုံးချပြီးမြင်းပွဲလောင်းခဲ့ရမှာဟောက်ကြိုက်ကမဖတ်မိပြီးရှုံးနေသွားပေမဲ့လူနဲ့ရှင်တို့ကိုတော့အနိုင်ရစေခဲ့ပါတယ်။ဒီလိုနဲ့အောင်ပွဲတွေရယူပြီးတဲ့နောက်ဆမ်ရဲ့အစွမ်းတွေကတလနှစ်လလောက်ပျောက်ကွယ်သွားပါတော့တယ်။ဒီအချိန်မှာပဲဟန်ကသူတို့နှစ်ဦးကိုလောင်းကစားအတွက်စိန်ခေါ်လာပါတော့တယ်။အစွမ်းတွေပျောက်နေတာကြောင့်ဟောက်ကြိုက်ကဆမ်ကိုဟန်းဆောင်ကောင်းအောင်ထင်ပေးခဲ့ပါတယ်။ဟန်နဲ့ပထမဆုံးရင်ဆိုင်ချိန်မှာတော့ဆမ်တယောက်ဟောက်ကြိုက်ထင်ပေးတာဒီမာယွေမှုတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ယုံရောက်လာပြီးငွေ9သိန်းထပ်ထည့်ပေးလိုက်တဲ့အချိန်မှာဆမ်ရဲ့အစွမ်းတွေပြန်ရလာသလိုဖြစ်ပြီးတပွဲပြီးတပွဲအနိုင်ယူကဟန်တယောက်တပေါ်ကျသွားခဲ့ပါတယ်။ဟန်ရဲ့လူတယောက်ကသတင်းပေါက်ကြပြီးချွတ်နဲ့ပေါင်းကဟောက်ကြိုက်တို့နဲ့တွေ့ဆုံချိန်မှာဟန်ရဲ့လူတွေရောက်လာပြီးပြစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာပဲယုံရောက်လာပြီးဘစ်ကိုဒဏ်ရာရအောင်ပြစ်ခတ်ကလုဝက်အေဂျင့်အဖြစ်ဆက်လက်လုပ်ကိုင်လို့မရတော့ပဲဟောက်ကြိုက်တို့နဲ့အတူလေးနဲ့ထွက်ပြေးခဲ့ပါတယ်။ကဘာလောင်းကစားပြန်ပွဲရောက်လာပါတော့တယ်။ယုံအတွက်စိတ်သက်ကြနေတဲ့ဆမ်ကိုဟောက်ကြိုက်ခပြန်ပွဲနိုင်ရင်ယုံကိုပြေးမယ်ဆိုတဲ့ကတိနဲ့ပြန်လှုပ်ရှားစေခဲ့ပါတယ်။ပြန်ပွဲတွေဆက်တိုက်နိုင်ရင်ဆမ်တယောက်ယုံနဲ့အချိန်များစွာကုံဆုံးခွင့်ရခဲ့ပေမဲ့ယုံစီကအချစ်ကိုတော့မရခဲ့ပါဘူး။ဒီအခြေအနေကိုမကျေနပ်တဲ့ချွန်ကဟောက်ကြိုက်ကိုဆမ်နောက်မလိုက်ဖို့ပြောခဲ့ပါတယ်။နောက်တော့ဟာရဲ့လူတွေနဲ့ဘစ်တို့ကယုံကိုပြန်ပြေးဆွဲထွက်ခဲ့ပါတယ်။ယုံမရှိလို့စိတ်သက်ကြနေတဲ့ဆမ်ကိုဟောက်ကြိုက်ကယုံထပုံနဲ့လွှဲစားပြီးနောက်ဆုံးမှာဘင်းကိုယုံအဖြစ်ပြောင်းလဲကဆမ်နဲ့အကူပြိုင်ခွဲဝင်စေခဲ့ပါတယ်။ဒီလိုနဲ့ဆမ်တယောက်ပြိုင်ခွဲတွေဆက်တိုက်နိုင်ရင်ဟောင်ကောင်နဲ့ထိုင်ဝမ်တို့ရဲ့နောက်ဆုံး final ပွဲစဉ်ကိုရောက်ရှိလာပါတော့တယ်။ဒေါ်လာ100အလောင်းအစော့နဲ့ဒီပွဲစဉ်ကိုကျင်းပဖို့သဘောတူခဲ့ကြပါတယ်။ဟန်ရဲ့လူတွေဖမ်းထားရဲ့ယုံကိုဘင်းနဲ့ရှင်တို့နှစ်ဦးကကယ်ထုတ်ခဲ့ပြီးအတိုက်အခိုက်ဖြစ်ကြပေမဲ့ယုံကအလွဲတကူရှင်းလင်းနိုင်ခဲ့ပါတယ်။ယုံလွတ်မြောက်သွားတာကိုဘိတ်မြင်ပေမဲ့လွတ်ပေးခဲ့ပါတယ်။နောက်ဆုံးပွဲစဉ်မှာဆမ်တယောက်မရောက်သေးတာကြောင့်ချွန်ကဟောက်ကြိုက်ကိုချင်းချောက်နေခဲ့ပါတယ်။နောက်ဆုံးကောင်တာနီးကပ်လာချိန်မှာဆမ်ရောက်လာပါတယ်။ဒီအချိန်မှာပဲဟန်ကယုံရဲ့နားကပ်ကိုဖျက်လိုက်တဲ့အခါဆမ်တယောက်စိတ်သက်တွေကျဆင်းပြီးသူ့ရဲ့အစွမ်းတွေပျောက်ကွယ်ကလက်လျှော့တော့မလို့လုပ်ခဲ့ပါတယ်
ဒါပေမဲ့သူ့စိတ်ကိုပြန်စုစည်းပြီးစက်ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်ပထမဆုံးပွဲစဉ်မှာဆင်းကသူ့ဖက်ချက်အားလုံးကိုအလောင်းအဆော်တင်ပြီးစိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုဆင်နွှဲခဲ့ပါတယ်နောက်ဆုံးမှာဟန်ကလက်လျှော့ခဲ့ပြီးဆင်းအနိုင်ရခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးလောင်းကစားပွဲစဉ်မှာဟန်ကသူ့အတွက်ဘရင်ဖဲချက်ဆင်းအတွက်လီချက်ဖဲချက်ဒီနဲ့အလောင်းအဆော့ကြီးလောက်ခဲ့ပါတယ်ဖဲချက်ဒီဝေပြီးဆင်းကဖဲချက်ကချက်လဲလွယ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးဒီအချိန်မှာပဲယုံရောက်လာတာနဲ့အမျှဆင်းနဲ့အစွမ်းဒီပြန်လဲရရှိလာခဲ့ပါတယ်သူကဖဲချက်ကချက်ကိုယုံကြည်မှုအပြည့်နဲ့ချလိုက်ပါတယ်ဒါပေမဲ့အမှန်တကယ်တော့သူကဟန်ရဲ့ဖဲချက်ကိုလဲလိုက်မိတာပဲဖြစ်ပါတယ်ဒီတစ်ချက်ကြောင့်ဆင်းအနိုင်ရသွားခဲ့ပါတယ်ဟန်ကလိန်လဲမှုနဲ့ဆွတ်ဆွဲပေမဲ့တဲ့မှုရှိတာကြောင့်သူ့ကိုဖမ်းဆီးသွားခဲ့ပါတယ်အောင်ပွဲခံနေကြတဲ့လူအုပ်ကြားထဲမှာယုံတယောက်ကတော့ငင်းသက်စွာနဲ့ထွက်သွားခဲ့ပါတယ်ဆင်းကသူ့နောက်ကိုလိုက်သွားပြီးအခုဆိုသူကလောင်းကစားဘူးရင်ဖြစ်သွားပြီဖြစ်တာကြောင့်သူတို့နှစ်ဦးကမတူညီတဲ့ကဘာနှစ်ခုကဖြစ်သွားပြီလို့ပြောခဲ့ပါတယ်ဒါကိုလက်မခံတဲ့ဆင်းကသူတို့နှစ်ဦးကညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်ခဏတာတုံဆိုင်နေပြီးနောက်ယုံတယောက်ပြုံးလိုက်ပါတော့တယ်ဒီလိုနဲ့ဇကားလေးပြီးဆုံးသွားခဲ့ပါတယ်